င်္ဂလာပါရှင် The Hakka Times မြန်မာဘာသာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရက်ကွက်နှစ်ကျွော်အုပ်စု94နေရာတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရက်ကွက်နှစ်ကျွော်အုပ်စု94နေရာတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု2020အောက်တိုဘာလ29ရက်နေ့ညတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်ကတော့2020နိုဝင်ဘာလ10ရက်နေ့၌ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင်ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရှိ94နေရာများ၌လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့်ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်10စလုံးအရထုတ်ပြန်ကြေညာလိုက်သည်လို့2020အောက်တိုဘာလ29ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးခုမီချင်းမျိုးနယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီကချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရွေးကောက်ပွဲလုံခြုံကောင်းမွန်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်မဲဆန္ဒရှင်ပြည်သူများ၏လုံခြုံရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးအားသက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့အစည်းကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန်အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020အောက်တိုဘာ29ရက်နေ့တွင်ကြေညာချက်အမှတ်200/2020အရချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရှိကျေးရွာအုပ်စု94ခုမှာရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါတယ်။ရင်းထုတ်ပြန်ချက်အရပလောဝမြို့နယ်အတွင်း၌ပလောဝမြို့ပေါ်ရှိရပ်ကွက်4ခုစမီမြို့ပေါ်ရှိရပ်ကွက်3ခုနှင့်ရှင်းလက်ဝကျေးရွာအုပ်စု10ခုတွင်သာကျင်းပနိုင်မည်ဖြစ်ပြီးတမြို့နယ်လုံးမဲပေးနိုင်သူဦးရေ6000ကျော်နှင့်1000နီးပါးသာမဲပေးနိုင်မည်ဖြစ်ပါတယ်။ AA နဲ့စစ်တပ်တို့ကြားတိုက်ပွဲဖြစ်ပွားမှုပါဝင်စစ်ရေးပဋိပက္ခများကြောင့်ကြေးရွာတချို့တွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ရန်အခက်အခဲများရှိနိုင်တော်လဲယခုကြေညာချက်တွင်ပါဝင်သည့်ကြေးရွာ94ခုအနက်အနည်းဆုံး12ခုတွင်ရွေးကောက်ပွဲကိုကောင်းမွန်လုံခြုံစွာကျင်းပနိုင်ရန်လုံလောက်သောအနေအထားရှိပါသည်။ယခုလိုရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းထုတ်ပြန်ထားတဲ့အပေါ်မှာအံ့ဩတုန်လှုပ်မိပြီးမဲဆန္ဒရှင်ပြည်သူများကိုစားများစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့်ရွေးကောက်ပွဲကျင်းပနိုင်သည့်လုံခြုံမှုအနေအထားရှိကြောင်းချင်းပြည်နယ်အစိုးရမှပြည်ထောင်စုအစိုးရသို့တင်ပြသည့်ကျေးရွာအုပ်စု12ခုတွင်ရွေးကောက်ပွဲကျင်းပခွင့်ပြုလုပ်ပေးနိုင်ရန်အလေးနက်တောင်းဆိုလိုက်ပါသည်ဟု2020အောက်တိုဘာလ28ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းရှိရက်ကွက်နှင့်ကျေးရွာအုပ်စု102ခုထဲမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က94နေရာတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းကြေညာထားသည့်အတွက်10နေရာတွင်သာကျင်းပနိုင်မှာဖြစ်ပါရဲ့ရှင်။ကျွန်မထောင်ဆောင်နေဆောင်ပါဟာကမြို့ကျော်ဘိုးရက်ကွာအုပ်ချုပ်ရေးမှုသည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုအမိန့်စာဖြင့်အလုပ်ကနေရနာခိုင်းပြီးဦးတောင်းတွင်မှယာယီအစားထိုးတာဝန်ယူနေပါတယ်။ဟာကမြို့ကျော်ဘိုးရက်ကွာအုပ်ချုပ်ရေးမှုဦးတန်းလွင်ဦးသည်ကျော်ဘိုးရက်ကွာအဖက်ဖက်လူမှုတိုးတက်ရေးအဖွဲ့မှအလုပ်ကနေရနာရန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုထံသို့စာတင်ပြခဲ့ရမှာ2020ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်အမိန့်စာထွက်ပြီးဦးတောင်းတွင်မှယာယီတာဝန်ယူနေကြောင်းအောက်တိုဘာလ28ရက်နေ့တွင်သတင်းရရှိထားပါတယ်။ကျော်ဘိုးရက်ကွာအုပ်ချုပ်ရေးမှုတာဝန်မှရနာရန်ကျော်ဘိုးရက်ကွာအဖက်ဖက်လူမှုတိုးတက်ရေးအဖွဲ့ဦးဆောင်မှုဖြင့် The Hakka Time, The Chinland Post, The Hakka Post နဲ့ CBN သတင်းဌာနများတွင်ရှင်းလင်းပွဲများပြုလုပ်ခဲ့ပြီးယခုလိုဟာခါမြို့နယ်ရုံးမှအမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတာဝန်မှရပ်ဆိုင်းထားသည့်အမိန့်စာသည်ယာယီအတွက်သာဖြစ်ပြီးအုပ်ချုပ်ရေးမှုတာဝန်ကိုဦးတောင်းလွင်မှယာယီအစားထိုးတာဝန်ယူနေပါတယ်။အောက်တိုဘာလ29ရက်နေ့ညနေ4နာရီမှ9နာရီအထိဦးတန်းလွင်ဦးနဲ့ဦးတောင်းလွင်တို့သည်တာဝန်လွှဲပြောင်းခဲ့ကြပါတယ်။ဦးတောင်းလွင်ပြောဆိုချက်အရနိုဝင်ဘာလ1ရက်နေ့တွင်အထွေထွေအစည်းအဝေးပြုလုပ်ပြီး10အိမ်မှုနဲ့ရာအိမ်မှုရွေးချယ်မှာဖြစ်ပြီးနိုဝင်ဘာလ15ရက်နေ့မှ20ရက်ခန့်တွင်ရက်ကွက်အုပ်ချုပ်ရေးမှုအသစ်ပြန်လည်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။လိုအပ်လျင်ဆန္ဒပြမယ်ဟုစာတင်ထားသည်ကိုလည်းရုပ်သိမ်းပါမည်ဟုကျော်ပုတ်ရက်ကွက်ကိုစား Reverend Moses Boy Thong က The Hakka Time ကိုပြောကြားခဲ့ပါတယ်။ဦးတောင်းလွင်သည်ကျော်ပုတ်ရက်ကွက်အုပ်ချုပ်ရေးမှုရွေးကောက်ပွဲကျင်းပပြုလုပ်တုန်းကဒုတိယမဲအများဆုံးရရှိသူတဦးလည်းဖြစ်ပါတယ်။ဦးတန်းလွင်ဦးက4မဲဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရက်ကွက်အုပ်ချုပ်ရေးမှုအသစ်ပြန်လည်ရွေးကောက်ပွဲမတိုင်မီအထိဦးတောင်းလွင်ကယာယီအုပ်ချုပ်ရေးမှုအဖြစ်တာဝန်ယူမှာဖြစ်တယ်လို့လည်းသိရပါတယ်။ကျွန်မချယ်ရီပါ။
Strobong le say twin Yatimi Lane Santa Naimiho, Wunjicho Salai and Wake Joe Barre. Strobong le say twin, a tompio dog Korea Madi, no some trim naps at Doja, Yatimi Lane Santa Naimi Sebi, le say twin lo adop Simale, a conchat habi lo, Chimpine Wunjicho Salai and Wake Joe Barre. Yakulo Strobong le say twin Lane Santa Ninaha, Emidan Womno Wantasia Gambari. Yakulo Strobong le say twin Lane Santa Ninaha, Emidan Womno Wantasia Gambari. Yakulu Amiswa Centenaraka, Lane Quinty Saukasa, Asa Aston General Koran Power Bureau, Nanga Ajiki Rayo, Chimpine Bidurenayo, General Wymumbi, Josa Lokeraka, Digane Amantake, Lane Centenine Bisoro, Saitema, along 1 mil 1 type semi bare. Chimpinator, Jamai, Ochoye, Bengayin, Sibayego, Miaswa, Toku, Pupi, Dutamu Miaswa, Yashina Map Separe, Moya Dinet, Dintu Teto, Namia Dunle, Lay in Santa Naimi Separe, Babsino Lesro, Adompio Dog Griam Yadi, Gamumbi, no Sombo Mia Picharelo, Chimpine Wunjicho, Salalian Luega, the Haga Times Stop, Yoja Kebare, Lay Muji Kukamunga, Strobong Le Saytwe, Lay in Santa Laraha, Akake Mishibabu, Nyamatiziga, Quinty Sautara, Tole, Ascent Tampi Bare, Yati Utunero, Masai Babulo, the Haga Times Stop, Yoja Kebare, Akulo, Chimpinedwin, Patama Song Jane, Lay Say Pulo Naha, General Chinlumio Silum who jumps a beep. General Goraile, Imidan Wantarelo, Lay Muji Kukamunga, Taman Joso Kebare, Chimpinere and Patama Song Jane, Lay in Sentaraha, Wantasia Gambare, Chimpine, the mind te go, Yidara Chitelo, Lampan Seto Yunji, Usi Choka, Biobare, Strobong Le Sadi, Jelay Minipema, Aminbe, Chow Town Babes a beam, Yamanang and Dwen, down to 20 South Kadina Emna, Amin Zone Le Say to Coop Separe, Yamanang and Dwen sheet Le Say Yanet, Chowsako Kumia Le Say Sebi, the Charlie and Gumiadi, Aminbe Le Town Type Chicharelo, Dishia Bare. The Hakka Times Mimabata Sisimo, Jalana Bear Asanta Dwabame, COVID-19 Kayokara Ne, Kiwin and Java Session, Jama Elizabeth.